Sudan ကြောင့်မလို့ပါဘူးကွာအားလုံးမင်္ဂလာပါကျွန်တော်ကျွဖြစ်ပါတယ်ဒီနေ့မှာတော့ Sudan ချင်းနဲ့ပတ်သက်ပြီးနိုင်ငံလေးလာတော့မှာဖြစ်ပါတယ် Sudan ချင်းဆိုတာကတော့ဘုရားခင်နဲ့စကားပြောခြင်းကိုဆိုလိုရဖြစ်တယ်ကလေးတယောက်ကသူချစ်ရတဲ့ဖခင်နဲ့စကားပြောသလိုမျိုးပေါ့ဒီအရာကကျွန်တော်ယုံကြည်သူဘဝအတွက်အရန်ကိုခက်ခဲတဲ့အရာလည်းမဟုတ်သလိုတင်းဥစ္စာတွေမှုရဆောင်တွေလုပ်ရတဲ့အရာလည်းမဟုတ်ပါဘူးယေရှုခရစ်တော်ကိုယုံကြည်ပြီးတဲ့အခါမှာကျွန်တော်တွေကဘုရားခင်သားသမီးဖြစ်လာရကြပါတယ်ဒါကြောင့်ကျွန်တော်တို့အဖဘုရားခင်ထံလွတ်လပ်စွာစကားပြောလို့ရတယ်အဲ့လိုစကားပြောဖို့ရန်အတွက်လည်းဘုရားခင်ကအလိုရှိတာဖြစ်ပါတယ်စကောလာတွေကဘလို့နှက်ဖွင့်ထားလဲဆိုတော့ဆူတောင်းခြင်းဆိုတော့ဝิญဉ်ရေးရမှာတက်ရှူခြင်းနဲ့တူတယ်။မှတ်တမ်းတွေရဆိုရင်တော့အထူးလေ့ကျင့်ထားတဲ့ရေကုန်သမားတွေက10မိနစ်ကနေ22မိနစ်အထိအသက်အောင်ထားနိုင်ပြီးဒါကလည်းအရန်ဆူစားလို့ရကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့လိုတာမန်လူတွေအတွက်ဆိုရင်တော့3မိနစ်ကနေ6မိနစ်အထိပဲအသက်မရှူဘဲနေနိုင်မှာဖြစ်ပြီးအဲ့ချိန်နဲ့ကြုံလွန်သွားရင်တော့ကျွန်တော်ရဲ့အုံနောက်မှာရှိတဲ့ cell တွေအလုံးမလုံးတော့ပဲအုံနောက်ပြင်းပြင်းထန်ထန်ရပြီးတော့ဒီဆုံးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးအသက်ရှင်ဖို့အောက်ဆီဂျင်လိုလိုမျိုးဝิญဉ်ရေးရမှာအသက်ရှင်ဖို့အတွက်လည်းဆူတောင်းခြင်းကိုလိုအပ်တယ်ဆိုတော့ပြောချင်တာဖြစ်ပါတယ်။50ခုမှာပြောလဲဆိုရင်မချားမလဲဆူတောင်းပြင်တာပြုပါတယ်။ကျွန်တော်တို့ဘာတွေပဲလုပ်နေဘုရားခင်နဲ့ဆူတောင်းလို့ရတယ်။စကားပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုရင်ဘုရားခင်ကကျွန်တော်တို့အနားမှာအမြဲရှိပြီးကျွန်တော်တို့ကိုအမြဲနားညောင်းပေးနေတဲ့အတွက်ကြောင့်ပဲ။ကျွန်တော်တို့ဆူမတောင်းဘူးဆိုရင်ဝิญဉ်ရေးရအသက်တာမှာအားနည်းလာမယ်၊ရင်းရံခြင်းတွေရှိလာမယ်။ဖျားနဲ့ဝေးပြီးတော့ယုံကြည်ခြင်းတွေလည်းအားနည်းလာမှာဖြစ်ပါတယ်။ထုံစမ်းခြင်းတွေကြုံလာတဲ့အခါမှာလည်းကြာရှုံးလာမှာဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူပြောင်းနေတဲ့ဆူတောင်းခြင်းကိုမဖြစ်မနေလုပ်ဆောင်ရပါမယ်။တကယ်လို့ကိုကဆူတောင်းမှုမေ့နေတယ်ဆိုရင်တော့အခုပဲသွားဆူတောင်းလိုက်ပါ